BC 200ဝန်းကျင်ကအာခီမီဒီကဒီလိုစကားတစ်ခုပြောခဲ့ပါတယ်လုံလောက်တဲ့မောင်းတန်ချီတစ်ခုသာပေးရင်ကဘာကြီးကိုတောင်ရွှေ့ပြနိုင်တယ်လို့ဆိုတာပါသူပြောခဲ့တာအရန်ကိုယုံတန်းစကားဆန်လွန်ပြီးတော့လက်တွေ့မကြဘူးလို့ထင်ခဲ့ရပေမဲ့တကယ်တမ်းမှာတော့သူပြောခဲ့တာကတကယ်အမှန်တရားပါတီရောက်မှန်ကန်တဲ့ကိရိယာဒဇာပလာတွေကြီးမားတဲ့တူတလက်ဒါမှမဟုတ်တက်မြတ်တဲ့ဓာတ်ချောင်းကိုသာပေးထားနိုင်ရင်လူသားတွေကဘာမဆိုလှုပ်ဆောင်နိုင်ရှိတယ်ဆိုတာယနေ့ခေတ် survival scale video တွေကိုကြည့်လိုက်ရင်သိနိုင်ပါတယ်ကျွန်တော်တို့နဲ့တာမန်သရိတ်ဆန်တွေကိုကွဲပြားသွားစေတာကကျွန်တော်တို့ဖန်တီးလိုက်တဲ့စက်ကိရိယာတွေပဲဖြစ်ပါတယ်လူသားတွေနဲ့သူတို့ဖန်တီးထားတဲ့စက်ပစ္စည်းတွေကြားမှာသာအချိုးညီညီချိတ်ဆက်နိုင်ခဲ့ရင်ကျွန်တော်တို့အပေါ်ချမှတ်ထားတဲ့ကန့်သက်ချက်တိုင်းကိုဘယ်လိုကျော်လွှားနိုင်ခဲ့တယ်လဲဆိုတဲ့သမိုင်းကြောင်းတွေများစွာရှိခဲ့ပါတယ်1984ခုနှစ်မှာတော့အဲ့ဒီလိုချိတ်ဆက်မှုတွေကအထွတ်အထိပ်ကိုရောက်ရှိခဲ့ပါတယ်အဲ့ဒီခေတ်ကကြောက်စလစ်လမ်းတွေပေါ်မှာဖုံတလုံးလုံးနဲ့ပြေးနေတဲ့တာဘိုတက်ဘလူးကြီးတွေရဲ့ခေတ်ဖြစ်တယ်လို့ဂျပန်နီးပညာတွေကကမ္ဘာမော်တော်ယာဉ်လောကကိုလွှမ်းမိုးနေတဲ့ခေတ်ဖြစ်ပါတယ်ဒါပေမဲ့ဂျာမနီကထက်မြက်တဲ့အင်ဂျင်နီယာတွေစီမှာလေတက်သေးပြစရာတခုရှိနေခဲ့ပါတယ်သူတို့ကတိမ်မွေ့မှုတိကျမှုနဲ့ပြည့်စုံတဲ့ဟန်ချက်ညီမှုတွေသာရှိခဲ့ရင်လူနဲ့စက်ပစ္စည်းတွေကိုပေါင်းဆက်ပြီးဘယ်အရာကမှတားဆီးလို့မရနိုင်တဲ့စွမ်းအားတစ်ခုကိုဖန်တီးနိုင်တယ်ဆိုတာကိုယုံကြည်ခဲ့ကြတာပါဒါကြောင့်ပဲသူတို့ဖန်တီးလိုက်တဲ့အရာကဘာကြီးကိုတုံလို့သွားစေခဲ့တယ်ကျင်းမြောင်းလာတဲ့မြို့ရင်းလမ်းအကွေတွေကနေပြီး Green Hall လို့ခေါ်တဲ့ Nuremberg ရဲ့ရှည်လာတဲ့အကွေအဝိုက်ကြီးတွေအထိအရာအလုံးကိုကြော်လွှားနိုင်ဖို့ဒီလိုပြည့်စုံတဲ့ဟန်ချက်ညီမှုကိုဖန်တီးနိုင်ခဲ့ပါတယ်ဂျာမန်တွေရဲ့ဖန်တီးမှုကဘယ်သူမှရှင်လို့မရတဲ့အရာတခုဖြစ်လာခဲ့ပါတယ်1980ပြည့်လွန်နှစ်များအလယ်မှာဖန်တီးခဲ့တဲ့ဒီကားကသမိုင်းတစ်လျှောက်မောင်းနေရအကောင်းဆုံးကား Greatest Driver ကားလို့သတ်မှတ်ခံခဲ့ရပြီးတော့သူ့နာမည်ကတော့ BMW M3 ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ NZD Tech Channel ကကြိုဆိုပါရစေအကောင်းဆုံးဂျာမန်ကားတွေရဲ့ဘောနက်ပေါ်မှာအပြာနဲ့အဖြူအောင်ဆက်ဝိုင်းအမှတ်တစိမ့်လေးတစ်ခုကိုလူတိုင်းသတိထားမိမှာပါဒါကအပြာရောင်ကောင်းကင်နောက်ခံမှာလေပတ်နေတဲ့အဖြူရောင်လေရင်ပန်ကာကိုကိုစားပြုနေတဲ့အမှတ်တစိမ့်ဆိုတာလူကြီးမင်းတို့သိကြမယ်မထင်ပါဘူးဒီလိုကိုလေးကအကြောင်းမဲ့တက်ဖြစ်လာတာတော့မဟုတ်ပါဘူး1920ပြည့်လွန်နှစ်တွေက BMW ကကဘာကအားကြရလောက်အောင်အကောင်းဆုံးလေယာဉ်အင်ဂျင်တွေကိုထုတ်လုပ်ခဲ့ပါတယ် BMW ရဲ့ engineer တွေထဲမှာ Willy Messerschmitt ဆိုတဲ့ပုဂ္ဂိုလ်တယောက်ကလည်းအပါဝင်ပဲဖြစ်ပါတယ် Willy ကအားလျက်တွေမှာစံချိန်တင်လေဟုန်စီးရင် glider တွေကိုဒီဇိုင်းဆွဲလေးရှိပေမဲ့သူ့မှာဒီထက်ပိုပြီးတော့ကောင်းကင်ကြီးတစ်ခုလုံးကိုစိုးမိုးခြင်းခဲ့ပါတယ်ဒါကြောင့်ပဲ1920ပြည့်လွန်နှစ်တွေမှာသူက BMW ကနေပြီးတော့ထွက်ပြီးတော့ကိုပိုင်လေယာဉ်ကုမ္ပဏီတစ်ခုကိုတည်ထောင်ခဲ့ပါတယ်ဂျာမန်စစ်တပ်ကတိုက်လေယာဉ်ဒီဇိုင်းပြိုင်ပွဲကျင်းပချိန်မှာတော့ဒီလူငယ်လေးဝီလီအတွက်သူ့နာမည်ကိုသမိုင်းတွင်စေမဲ့အခွင့်အရေးရလာခဲ့တယ်ဒီပြိုင်ပွဲမှာစီးမြင်စည်းကမ်းတွေအများကြီးရှိပြီးမဲ့ဒီစီးမြင်ကန့်သက်ချက်တွေရှိလာလေအမကန်တီထွင်မှုတွေထွက်ပေါ်လာစေစမြဲပါပဲဒီဝီလီက BF109 တိုက်လေယာဉ်ပုံစံကိုဒီဇိုင်းဆွဲခဲ့ပါတယ်ဒီလေယာဉ်ရဲ့ရိုးရှင်းမှုကြောင့်ပဲတော်လန်ပြောင်းလဲမှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီးတော့မြန်ဆန်သလိုပေါ်ပါသွက်လက်လာပါတယ်စစ်ပွဲပြီးဆုံးချိန်မှာတော့ဒီတိုက်လေယာဉ်ကတခြားဘေးလေယာဉ်ထက်မဆိုပို့ပြီးတော့ရန်သူတွေကိုအသေးပြောက်များစေခဲ့တယ်ဒုတိယကမ္ဘာစစ်ရဲ့ထိပ်တန်းလေသရဲ15ဦးဟာ109တွေကိုမောင်းနှင်ခဲ့ကြတာပါအဲ့ဒီထဲက Eric Hutton ဆိုရင်တယောက်တည်းနဲ့ရန်သူလေယာဉ်352စီးကိုပြစ်ချနိုင်ခဲ့ပါတယ်အမေရိကန်ရဲ့အကောင်းဆုံးလေသရဲအစီး40ကိုပဲပြစ်ချနိုင်ခဲ့ချိန်မှာဒီ BF109 တွေကစုစုပေါင်းလေယာဉ်အစီးရေ2000ကျော်အထိကိုပြစ်ချနိုင်ခဲ့ပြီးတော့တခြားလေယာဉ်တွေထက်အစပေါင်းများစွာပိုမိုပြီးတော့အနေနဲ့ပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့အရေးကြီးတဲ့အချက်တစ်ခုဟာရှိနေပါတယ်109ကအင်အားရှိတက်တက်နဲ့ဒီလိုမျိုးအောင်မြင်ခဲ့တာမဟုတ်ပါဘူးသူကတိမ်မွေးမှုကိုအသုံးချခဲ့တာပါသူ့မှာအရန်ကြီးမားတဲ့တနက်တွေမပါသလိုအထူထပ်ဆုံးတန်ကြက်ကာတွေလည်းမပါပါဘူးစက်ကူဘောကအချက်လက်တွေကိုရှင်းကြည့်မယ်ဆိုလို့ရှိရင်အနောက်နိုင်ငံတွေရဲ့ Spitfire နဲ့ P50 Mustang တို့လိုလေယာဉ်တွေကိုရှုံးနေရမှာပါဒါပေမဲ့သူ့ရဲ့စွမ်းအားကတနက်ပြောင်းနေစီမှာမရှိဘဲနဲ့ပိုင်းလောနဲ့သူ့ရဲ့လက်ထဲကလေယာဉ်တစ်စီးလုံးရဲ့ဟန်ချက်ညီညီပေါင်းစပ်မှုပေါ်မှာပဲရှိနေတာပါ
ဒီလိုအောင်မြင်မှုမျိုးတွေရဖို့ဆိုတာလူရဲ့စိတ်ကိုဖတ်နိုင်တယ်လို့ချက်ချင်းတုံ့ပြန်နိုင်တဲ့စက်ပစ္စည်းတစ်ခုလိုအပ်ပါတယ်အင်အားကြီးတသက်တဲ့ဟန်ချက်ညီမှုနဲ့တွက်လက်မှုကိုအဓိကထားတဲ့ဒီဒသနာက1980ပြည့်လွန်နှစ်တွေရောက်တဲ့အထိဘာဘရီဒီယန်လို့ခေါ်တဲ့လူတွေရဲ့မူလဇစ်မြစ် BN2 ရဲ့မူလအစနေရာရဲ့ DNA ထဲမှာကိန်းအောင်နေပါတယ်စစ်ပွဲတွေကရုပ်ဆိုးအကြည့်တံပေမဲ့တခြားတစ်ဖက်မှာလည်းတီထွင်စမ်းသစ်မှုတွေကိုတွန်းအားပေးလေးရှိပါတယ်1980ပြည့်လွန်နှစ်တွေမှာစစ်ပွဲတွေကတနက်တွေဘုံတွေနဲ့မတိုက်ခိုက်ကြတော့ဘဲနဲ့ကတ္တရာလမ်းမတွေပေါ်မှာအိတ်ဇောပေါက်တွေကနေပြီးတော့မိခိုးတွေပန်းထွက်ပြီးတော့တိုက်ခိုက်ကြပါတယ်1980ပြည့်လွန်နှစ်တွေကစီရှားပါတဲ့ကက်ဆိုင်မှုကြောင့်စီစားများတဲ့ဂျာမန်ကားကြီးတွေကရောင်းခက်လာပါတယ်ဒါကြောင့်လမ်းမပေါ်မောင်းတဲ့ကားတွေကိုအခြေခံထားတဲ့ပြိုင်ကားတွေကလည်းတဖြည်းဖြည်းတင်းငယ်လာပါတယ်ပြီးတော့ပေါ့ပါလာပြီးတော့စီစားတက်တာတဲ့ဒီဇိုင်းတွေဖြစ်လာကြတယ်ဂျာမနီမှာတော့သေးငယ်တဲ့ခရီးဝေးသွားတိုရင်ကားတွေရဲ့ဘယင်ကမာစီဒီဘန်ဖြစ်ပါတယ်အဲ့ဒီအချိန်ကသူတို့ရဲ့ 190E ဆိုတဲ့ကားကအယောင်ရဆုံးဂျာမန်ကားဖြစ်ုံသာမကပဲနဲ့ပြိုင်ကွင်းတွေထဲမှာပါကြီးမားတဲ့လိုင်းကရက်တွေကိုဖန်တီးနေတာပါမာစီဒီကအင်ဂျင်နီယာတချို့က AMG နဲ့ပူးပေါင်းပြီးတော့ 190E ပြိုင်ကားတွေကိုဖန်တီးတယ်1984ခုနှစ်မှာဂျာမနီရဲ့အကောင်းဆုံးကားတွေကိုရောင်းမြင့်တင်ဖို့စတင်ခဲ့တဲ့ DTM လို့ခေါ်တဲ့ဂျာမန်ခီးဝေးသွားကားများချန်ပီယံရှစ်ပြိုင်ပွဲကိုဝင်ပြိုင်ဖို့မျက်စိကျလာပါတယ်နာမည်ကျော်နှုတ်ရင်ဘတ်ပြိုင်ကွင်းကြီးကိုပြန်လည်မုံမှန်ပြီးဖွင့်လှစ်လိုက်ပြီးတော့ Race of Champions ဆိုတဲ့ပြိုင်ပွဲကိုကျင်းပခဲ့ကြတယ်အဲ့ဒီပြိုင်ပွဲမှာအားလုံးက Mercedes 190E ကားတွေကိုပဲမောင်းနေခဲ့ကြတယ်ပြိုင်ပွဲအပြီးမှာတော့ဒန်နာရီလာကားမောင်းသမား Eric Hutton ကပထမဆုရရှိခဲ့တယ်တကဘာလုံးက 190E ကားနဲ့ Mercedes ဘန် Eric Hutton နဲ့ Green Hall ပြိုင်ပွဲကြီးကိုရှီမွန်ဂွန်ပြုနေချိန်မှာ BMW ကတော့ဒေါသထွက်ပြီးပေါက်ကွဲမတက်ဖြစ်နေရပါတယ်အဲ့ဒီအချိန်က BMW ဟာအတိတ်မှာကြံရစ်နေပြီးတော့635 CSI လို့ခေါ်တဲ့လေးလံတဲ့ကားကြီးတွေနဲ့ပြိုင်ပွဲဝင်နေသေးပါ1984 DTM ပြိုင်ပွဲမှာ Bogastroy က635 CSI နဲ့ဘိုးဆွဲခဲ့ပေမဲ့1986ခုနှစ်ရောက်တဲ့အခါမှာတော့ပေါ်ပါတဲ့ပြိုင်ဘက်ကားတွေကိုရှင်ပြိုင်မှုထုတ်လုပ်ထားတဲ့6 Series ကအရန်လေးလံလုံးနေပါတယ်အဲ့ဒီနှစ်မှာ American ကားကုမ္ပဏီ Ford ကချန်ပီယံဖြစ်သွားပြီးတော့ Mercedes ကဒုတိယနေရာကိုရသွားခဲ့ပါတယ်ဂျာမနီရဲ့အနက်အနီအဝါပြိုင်ပွဲမှာအပြာရောင် Ford အမှတ်တစိတ်ကလွှမ်းမိုးသွားတာကဂုံသိက္ခာကြီးမားတဲ့ဂျာမန်အင်ဂျင်နီယာတွေအတွက်ဘယ်လောက်တောင်ခံပြင်းစရာကောင်းလိုက်မလဲစဉ်းစားတာကြည့်ပါအနာဂတ် Motor Sport ဆိုတာသေးငယ်ပြီးတော့ပေါ်ပါသွက်လက်တဲ့ဒီဇိုင်းတွေဖြစ်မှာအနိုင်ရတော့မယ်ဆိုတာကိုထင်ရှားစွာတွေ့လာရပါတယ် BMW အနေနဲ့လည်း Mercedes 190E ရဲ့ဥဆောင်မှုကိုရပ်တန့်ဖို့အတွက်အလေးချိန်ချောချပြီးတော့ပုံမှုတက်မြတ်တဲ့ကားတစ်စီးမဖြစ်မနေဖန်တီးဖို့လိုအပ်လာခဲ့ပါတယ်ဒါကြောင့်ပဲ BMW ရဲ့အမှုဆောင်အရာကြီးချုပ် Abraham von Erhing က BMW ရဲ့နာမည်ကိုအကြည့်တံမခံနိုင်ဘူးအပြာနဲ့အဖြူအောင် BMW အမှတ်တစိတ်ကပြိုင်ကွင်းတွေပေါ်မှာပြန်လဲထွန်းတောက်လာမယ်လို့သူကအခိုင်အမာဆုံးဖြတ်ခဲ့ပါတယ် BMW ကို Mercedes Audi ဒါမှမဟုတ်တခြားဘယ်သူနောက်ကမှဒုတိယနေရာငါမလို့ခြင်းဘူးဒါကြောင့်ပဲသူကအသစ်ဖွဲ့စည်းလိုက်တဲ့ Division နဲ့ Bob Blue ဆိုတဲ့ကားအဖွဲ့အစည်းတွေရဲ့အကူအညီကိုယူပြီးတော့ကုမ္ပဏီကိုလမ်းကြောင်းအသစ်ကိုဆွဲခေါ်ခဲ့ပါတယ် BMW က Ultimate Driving Machine ကိုဖန်တီးတယ်ဆိုတာသက်သေပြဖို့ကပြိုင်ပွဲတွေမှာအနိုင်ရဖို့လိုအပ်ပါတယ်အဲ့ဒီအချိန်မှာ Aviha က Division ကိုတာဝန်တစ်ခုပေးရခဲ့ပါတယ်အဲ့ဒါကတော့ BMW ရဲ့အမြန်ဆုံးခရီးဝေးသွားက Touring Car ကိုတိစောက်ဖို့ DTM ပြိုင်ပွဲမှာအစွမ်းကုန်ရှင်ပြိုင်ဖို့ Ford နဲ့ Mercedes တို့ကိုအလဲထိုးဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့ပြဿနာကြီးတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ Group A ပြိုင်ပွဲရဲ့စီးမြင်မှာ Group A စီးမြင်တွေအရာပြိုင်ကားတစ်စီးက homologation လို့ခေါ်တဲ့အတိအမှတ်ပြုမှုရရှိဖို့လိုအပ်ပါတယ်ဒီစီးမြင့်ကအကြံပြုချက်တသက်မဟုတ်ပဲပြိုင်ကားနဲ့တူညီတဲ့တန်မှန်လမ်းပေါ်မောင်းလို့ရတဲ့ကားအစီးရေ 9000 တီတီကို12လအတွင်းလူထုစီကိုရောင်းချပြီးတာဖြစ်ရမယ်ဆိုတဲ့တင်းကျပ်တဲ့သတ်မှတ်ချက်ပဲဖြစ်ပါတယ်အဲ့ဒီအချိန်က BMW မှာရှိတဲ့အကောင်းဆုံးအခြေခံကားကတော့စီးပွားရေးအရာတွက်ချီကိုက်နေတဲ့3 Series E30 ပဲဖြစ်ပါတယ်တန်မှန် E30 ကမြင်းကောင်ကြီး100ကျော်လေးတာရှိပြီးတော့ကားကိုတွေကလည်းပြိုင်ကားတာယာအကြီးတွေတက်ဆင်ဖို့ဆိုရင်အရန်ကိုကြီးမြောင်းလွန်းနေတယ်ဒါပေမဲ့ BMWအကြီးကဲတွေက YouTube ပေမဲ့ထက်မြက်လာတဲ့မဟာဗျူဟာကိုချမှတ်ခဲ့တယ်ထုတ်လုပ်ပြီးသားကားကိုပြိုင်ကားလုပ်ရမယ်ဆိုရင်တန်မှန် 3C ကိုပြိုင်ကားဖြစ်မပြောင်းတော့ဘူးအစကတည်းကပြိုင်ကားစစ်တစ်စီးကိုအရင်ဖန်တီးမယ်ပြီးမှအဲ့ဒီပြိုင်ကားကိုတန်မှန်လမ်းပေါ်မောင်းလို့ရအောင်ပြန်ပြင်ပြီးတော့ကားအစီးရေ 9000ကိုလူထုစီအတင်းကျပ်ရောင်းချမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့တာပါ
ဒီအစီအစဉ်ကိုကြားလိုက်ရတဲ့ BMW ရဲ့ finance ငွေစင်းကိုင်တွေကအချုံးပေါ်မှာကိုစိုးရင်ပြီးတော့ရွှေ့ပြန်သွားကြပါတယ်သူတို့ကဒီလောက်ရက်ကိုရပ်တန့်ဖို့အတွက် Everhan ကိုရုံခန်းအထိသွားရောက်ပြီးတော့တောင်းဆိုခဲ့ကြပေမဲ့ CEO Everhan ကတော့ပြုံလေးနားထောင်ပြီးတော့ပြောသမျှကိုလှစ်လူရှုခဲ့ပါတယ် Antivision က 3C ကားတစ်စီးကိုပြန်လည်တိစောက်ဖို့မီးစိမ်းပြခံလိုက်ရပြီးတဲ့နောက်မှာဒီကားကိုအလုံးုံထဲသွင်းပြီးတော့အစိတ်ပိုင်းတွေအကုန်လုံးဖြုတ်ချပြီးတော့အနိုင်ရဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုနဲ့စတင်ပြီးတော့အသစ်ပြန်လည်တိစောက်ကြပါတယ်သူတို့ရဲ့ပထမဆုံးအဆင့်ကတော့ဒီသားရဲကောင်ကြီးအတွက်ဘယ်လို engine တက်ဆင်ရမလဲဆိုတာပါပဲတန်မန် 3C engine ကမလုံလောက်သလို E30 ရဲ့ထူထောင်တဲ့ဘောနက်အောက်မှာ engine အကြီးကြီးတက်ဆင်ဖို့လည်းနေရာမရှိပါဘူးသူတို့အနေနဲ့ပနက်နဲ့လှုပ်ဆောင်ဖို့လိုအပ်လာပါတယ်ကံကောင်းစွာနဲ့ပဲ BMW မှာလှုပ်ဝက်လက်နဲ့တခုရှိခဲ့ပါတယ်အားဒါကတော့ engineer Paul Rossi ပဲဖြစ်ပါတယ်ပေါ်က Division ရဲ့နီးပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဒါရိုက်တာဖြစ်ပြီးတော့တမိုင်းတစ်လျှောက်မှာအကောင်းဆုံး engine designer တွေရဲ့တယောက်ပါသူက M1 Super Car အတွက် M88 engine ကိုဒီဇိုင်းဆွဲခဲ့သူဖြစ်ပြီးတော့ Formula 1 ပြိုင်ပွဲတွေအတွက်မြင်းကောင်းကြီး1500အထိထွက်ရှိတဲ့ Turbo engine တွေကိုလည်းဖန်တီးထားခဲ့သူဖြစ်ပါတယ်ပေါ်ပါပြီးတော့အကျန်းခံပြီးတော့ပြိုင်ကွင်းတွေမှာ1000 RPM အထိလဲပတ်နိုင်မဲ့ engine တစ်လုံးကိုအခုလက်ရှိမှာလိုအပ်နေတာပါဒန်နာရီလာ M88 နဲ့ S38 6လုံးထိုးစလင်ဒါ engine ကြီးတွေဟာ E30 ကိုယ်တဲ့အတွက်အရန်ရှည်လျားပြီးတော့လေးလံလုံးနေပါတယ်6လုံးထိုးစလင်ဒါရဲ့ရှည်လျားတဲ့ဝင်ရိုးဟာအချိန်ပြင်းပြင်းနဲ့လဲပတ်တဲ့အခါတုန်ခါမှုအရန်များလုံးနေပြန်ပါတယ်ဒါကြောင့်ပေါ်ကပါရမီရှင်ဆန်ဆန်ပဲလောက်ရထုကိုလုပ်ခဲ့တယ်သူက1960ပြည့်လွန်နေတဲ့ကလေးက BMW ကသုံးဆွဲလာတဲ့အကျန်းခံလာတဲ့ M10 လေးလုံးထိုးစလင်ဒါ engine block တုံးကိုအခြေခံယူလိုက်တယ်ပြီးလို့ရှိရင် M88 6လုံးထိုးစလင်ဒါ engine ရဲ့24 bar စလင်ဒါဟက်ရဲ့အစွန်းနှစ်ဖက်ကစလင်ဒါနှစ်ခုကိုဖြုတ်ထုတ်လိုက်တယ်ပြီးတော့အပေါက်ကိုတမရိပြားနဲ့ပိတ်ပြီးတော့ဒီ M10 လေးလုံးထိုးစလင်ဒါ engine block ပေါ်ကိုအဝင်ခွင်ကြတက်ဆင်လိုက်ပါတယ်ဒါကသူ့ရဲ့အမှတ်ခန်းတီထွင်မှုပဲဖြစ်ပါတယ်။ရာလက်အနေနဲ့ပေါ်ပါပြီးတော့အချိန်ပြင်းပြင်းလဲပတ်နိုင်တဲ့ DOHC Dual Overhead Cam စနစ်နဲ့ Individual Throttle Body ပါဝင်တဲ့ engine တစ်လုံးဖြစ်လာပါတယ်။ဒီ engine ကို Paul Rossi က14ရက်အတွင်းဒီဇိုင်းဆွဲခဲ့တာကြောင့် S14 engine လို့နာမည်ပေးခဲ့တာပါ။လမ်းပေါ်မောင်းတဲ့ဘာရှင်းမှာတင် 2.3 liter engine ကမြင်းကောင်းကြီး192ကနေ200အထိထွက်ရှိပြီးတော့1986ခုနှစ်ကလေးလုံးထိုးစလင်ဒါ engine တစ်လုံးအတွက်တော့တကယ်ကိုကြီးမားတဲ့စွမ်းအားပါဒါပေမဲ့ engine ကောင်းနဲ့မလုံလောက်သေးပါဘူး S14 engine ရဲ့စွမ်းအားတွေကို BUAC ပို့ဆောင်ပေးဖို့ Gatrol 256 5-speed manual gear box ကိုအသုံးပြုခဲ့ပြန်ပါတယ်ဒီ gear box မှာထူးခြားတဲ့ dot black ခွေးရှည်တောက်ပုံစံဒီဇိုင်းပါဝင်နေခဲ့ပါတယ်တန်မှန်ကားတွေလို gear 1ကနေ2ကိုအောက်ဆွဲချရတာမျိုးမဟုတ်ဘဲနဲ့ gear 2ကိုအပေါ်ထိုးပြီးတော့ gear 3ကိုအောက်တက်ဆွဲချရတဲ့ဒီဇိုင်းပါတန်မှန်ကားပတ်ကင်ထိုးတဲ့အခါအဆင်မပြေပေမဲ့ပြိုင်ကွင်းတွေထဲမှာအကွေတွေကနေရုံထွက်တဲ့အခါဒီဂီယာ2ကနေ3အကြာအမြဲအပြောင်းလဲလိုရတာမို့ dot flat design ဟာ affordant အချိန်စက္ကန့်တွေကိုရွှေတာသွားနိုင်စေဖို့စဉ်းစားပြီးတော့လုပ်ခဲ့တာဖြစ်ပါတယ် Group A ပြိုင်ပွဲတွေမှာစက္ကန့်အနည်းငယ်များကွာခြားမှုဟာစူပလာရခြင်းနဲ့ချုံးနိုင်ခြင်းကိုဆုံးဖြတ်ပေးနိုင်လို့ပဲဖြစ်ပါတယ်အင်ဂျင်ပိုင်းပြီးစီးသွားတဲ့အခါအင်ဂျင်နီယာတွေကကားကိုယ်ထဲပိုင်းကိုအာရုံစိုက်လာကြတယ်။တန်မှန် E30 ကိုယ်ထဲမှာပြိုင်ပွဲအတွက်အဆင်မပြေပါဘူး။ကားကကျင်းမြောင်းလွန်းသလိုလေခွင်းအားဆွဲငင်မှု drag coefficient ကလည်း 0.38 အထိရှိနေတဲ့အတွက် okay တစ်လုံးကိုလေတိုးနေလို့ဖြစ်နေပါတယ်။ Antivision ကကိုယ်ထဲကိုအကြီးအကျယ်ခွဲစိတ်ပြုပြင်ပါတော့တယ်။အလေးချိန်ချောချဖို့နဲ့လေခွင်းအားကောင်းစေဖို့အသေးစိတ်ကနေစပြီးတော့ပြုပြင်ခဲ့ကြတယ်။လေးလံတဲ့တမရီဘန်ပါတွေကိုလွှတ်ပစ်လိုက်ကြပြီးတော့ပေါ်ပါတဲ့ plastic တွေနဲ့အစားထိုးခဲ့ကြတယ်။ပြိုင်ကားတာယာအကြီးကြီးတွေတက်ဆင်နိုင်ဖို့အရှိနဲ့အနောက်ကဘီခုံးတွေကိုတိတိတတ်တာချဲ့ထွင်းလိုက်ပါတယ်။ဒါတည်းမကသေးပဲနဲ့အချိန်ပြင်းပြင်းမောင်းနှင်ချိန်မှာတည်ငြိမ်မှုချိစီဖို့နဲ့ကားမြောက်ကြွမှုကိုရှော့ချဖို့ကားနောက်ပိုင်းကိုလုံးဝပြန်တဲ့ဒီဇိုင်းဆွဲခဲ့ပြန်ပါတယ်။နောက်မှန်ကိုပိုဆောင်းလိုက်ပြီးတော့စီပစ်လာကိုလည်းပြုပြင်ခဲ့ပြန်ပါ။ကားအနောက်ဖုံးထေးခိတ်ကိုဖန်သားနဲ့ပလတ်စတစ်ရောဆက်ထားတဲ့ glass reinforcement plastic နဲ့ပြုလုပ်ခဲ့ပြီးတော့နောက်ဘက် spoiler ကြီးလေအဟန့်တားမရှိစီးဆင်းနိုင်ဖို့နောက်ဖုံးကို40 mm အထိ
မြင့်တင်ခဲ့ပြန်တယ်လေတိုးဟောက်ချောချဖို့ရှေ့လီဂါမန်ကိုတော့ရာဘာသားခံပြီးမတက်တော့ဘဲနဲ့ကိုထဲနဲ့သားသေးဖြစ်သွားအောင်ကော်နဲ့ကက်ခဲ့တယ်ကိုထဲပြီးရဲ့နောက်မှာအောက်ပိုင်း suspension တွေကိုအကြီးအကျယ်ထပ်ပြီးတော့ပြုပြင်ပြန်တယ်ပုံပုံမှာကြောတဲ့ spray တွေခိုင်ခန့်တဲ့ anti robar တွေနဲ့ front suspension စနစ်တွေမှာ caster angle ပူရစေဖို့အတွက် offset control and buzzing တွေကိုတက်ဆင်ပြီးတော့ brake ကြီးတွေတက်ဆင်နိုင်ဖို့ 5 stand wheel hut တွေကိုအသုံးပြုခဲ့တယ်ဒီလိုပြုပြင်မှုတွေပြီးသွားတဲ့အခါကားရဲ့ drag coefficient ကဆိုးဝါးလာတဲ့ 0.38 ကနေရှော့မွေ့တဲ့ 0.33 ထိကျဆင်းသွားခဲ့တယ်အပြင်ရုပ်ထွက်ရာ 3C ကိုပြင်ဆင်ထားသလိုထင်ရပေမဲ့တကယ်တမ်းမှာတော့လုံးဝကိုအသစ်ဖန်တီးထားတဲ့ကားတစ်စီးပါဒီ E30 M3 ပါရှင်းကိုတမန် E30 နဲ့ရှင်းကြည့်လိုက်လို့ရှိရင်တူတာဆိုလို့အမိုးရဲ့ဘောနက်ရဲ့ဆမ်ရူရဲ့ကားအတွင်းပိုင်းပုံစံလေးတွေပဲကြံပါတော့တယ်ကြံတာအားလုံးကတီးတန့်ထုတ်လုပ်ထားတာဖြစ်ပြီးတော့လိုင်စင်နံပါတ်ပြတက်ဆင်ထားတဲ့ပြိုင်ကားတစ်စီးဖြစ်သွားပါတယ် BMW အနေနဲ့ M3 ကိုပြိုင်ဝင်းနေပေါ်အရောက်ဖို့အချိန်ယူခဲ့ရပေမဲ့ရလဒ်ကတော့တကယ်ကိုအမှန်ကန်ဖြစ်ခဲ့ပါတယ်1986ခုနှစ်မတ်လမှာပထမအဆုံးကားစိတ်ဝင်နေထွက်လာပြီးတော့1989ခုနှစ်ပြိုင်ပွဲရာသီစတင်ချိန်မှာတော့ပြဿနာအလုံးကိုဖြေရှင်းပြီးသားဖြစ်နေပါပြီ M3 ကိုပြိုင်ကွင်းပေါ်လွတ်တင်လိုက်ချိန်မှာတော့ပြိုင်ဘက်တွေအတွက်အညာတာမဲ့တဲ့သွေးထွက်တန်ယိုပွဲကြီးဖြစ်သွားပါတော့တယ်အပြည့်အစုံပြင်ဆင်ထားတဲ့ 2.3 လီတာ S40 ပြိုင်ကားအင်ဂျင်ဟာ8200 RPM အထိနားကွဲမတက်အတန်ကျဲလောင်ပြီးတော့မြင်းကောင်းရီ300အထိထွက်ပါတယ်ကားအလေးချိန်ကပြိုင်ဘက်တွေထက်အများကြီးပေါ့ပါပြီးတော့တခြားဘယ်ကားကမှမလုံနိုင်သေးတဲ့ပြီးပြည့်စုံတဲ့ဟန်ချက်ညီမှုရရှိထားခဲ့တယ်မောင်းနှင်သူတွေအတွက် M3 ကိုထိန်းချုပ်ရတာအရန်ကိုအလိုလျောက်သိမြင်နိုင်စွမ်းရှိလို့အကွေ့တိုင်းမှာပိုရဲတင်းစွာမောင်းနှင်နိုင်လို့ brake ကိုလည်းပိုနောက်ကျမှဖမ်းနိုင်ပြီးတော့ပိုမြန်မြန်အချိန်တင်နိုင်ခဲ့ကြပါတယ်ပထမဆုံးရှင်ပြိုင်တဲ့နှစ်မှာတဲ့အန်ဒရီယာကဘာတဝင်းကကားထုတ်လုပ်သူတွေကိုအံ့ဩသင့်စေခဲ့တယ်။ Eric Bandibo နဲ့ဂျာမန် DTM ပြိုင်ပွဲမှာအနိုင်ရခဲ့တယ်။ Winfried Bogarde နဲ့ဥရောပထိုးရစ်ကားချန်ပီယံ EDCC မှာအနိုင်ရခဲ့တယ်။ပြီးလို့ရှိရင် Roberto Ravaglia နဲ့ပထမဆုံးအကြိမ်ကျင်းပတဲ့ကဘာထိုးရစ်ကားချန်ပီယံရှစ် WTCC မှာထပ်ပြီးတော့အမကန်အနိုင်ရခဲ့ပါတယ်။ပြိုင်ကွင်းတွေကပတ်လန်းပြိုင်ပွဲတွေမှာမကဘဲနဲ့ Rally Racing လို့ခေါ်တဲ့လမ်းကြောင်းစုံပြိုင်ပွဲတွေမှာလည်းလွှမ်းမိုးနိုင်ခဲ့တယ်။1989ခုနှစ် Totico Rally ပြိုင်ပွဲမှာ Prototype အဖွဲ့ကဘာနာဘီကင်မောင်းနေတဲ့ E30 M3 Rally Racing ကားကနောက်ဘိန်းရဲ့ RWD ဖြစ်နေပေမဲ့လည်း 4-wheel drive ဖြစ်တဲ့အစွမ်းထက်လက်စီယာတည်တဲ့ Intel ကားကို2မိနစ်ကျော်အသာစီးရပြီးတော့ဗိုလ်ဆွဲသွားခဲ့ပါတယ်။နောက်9နှစ်ကြာတဲ့အထိ E30 M3 ရဲ့လွှမ်းမိုးမှုကအကျွမ်းမဲ့လုံးဝဖြစ်ခဲ့တယ်။ Nuremberg 24 hour ခန္ဓာရင်ပြိုင်ပွဲမှာ9ချိန်ဆက်တိုက်ဗိုလ်ဆွဲခဲ့တယ်။ Spa 24 hour ပြိုင်ပွဲမှာ4ချိန်အနိုင်ရခဲ့တယ်။စုစုပေါင်းပထမစုပေါင်း1436ခုနဲ့နိုင်ငံတကာချန်ပီယံစု90ကျော်ကိုစုဖူးနိုင်ခဲ့တယ်။ဒါက Motorsport သမိုင်းတစ်ချောင်းအအောင်မြင်ဆုံး tourism ကားအဖြစ်အငင်းပွားဖွယ်မရှိရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ Motorsport ဆိုတာလက်နက်တွေနဲ့အပြိုင်အဆိုင်ကျဲကြတဲ့စစ်ပွဲလိုပါပဲ။ Mercedes နဲ့ Ford တို့စီကချိန်ချောက်မှုတွေကိုဆက်လက်ရှင်ပြိုင်နိုင်ဖို့ BMW ကသူတို့ရဲ့လမ်းပေါ်ပေါင်းတဲ့ကားတွေကိုအမြဲတမ်းအဆင့်မြင့်တင်နေပါတယ်။1989ခုနှစ်မှာ Cylinder Head ပြုပြင်ထားတဲ့ Revolution 1ကိုစတင်ထုတ်လုပ်ခဲ့တယ်။1988ခုနှစ်မှာတော့မှန်ကိုပိုပေါအောင်လုပ်တယ်။ Engine Flywheel ကိုပေါ့ပေါအောင်လုပ်တယ်။ပြီးလို့ရှိရင်ပိုအကျန်းခံတဲ့ကိုယ်ထဲဒီဇိုင်းနဲ့မြင်းကောင်းရင်290တီထွက်ရှိတဲ့ Revolution 2 EVO 2ကိုမိတ်ဆက်ခဲ့ပြန်ပါတယ်။ထို့နောက်1990ပြည့်နှစ်ဒီမှာ BMW ကအမြင့်ဆုံးဖန်တီးမှုဖြစ်တဲ့ M3 Sport Evolution EVO3 လို့ခေါ်တဲ့ကားကိုထုတ်လုပ်ခဲ့တယ်။အစီးရေ600သာထုတ်လုပ်ခဲ့တဲ့ဒီ Sport EVO ဟာ Engineer ပညာရဲ့အဖွဲတစ်ခုဖြစ်ခဲ့တယ်။ Paul Rossi ရဲ့အဖွဲ့က S14 engine ကို 2.5 လီတာအထိတိုးမြင့်လိုက်ပြီးတော့မြင်းကောင်းရေ238အထိပေါက်ဝဲစေခဲ့တယ်။ကားအခြေပံပါလေဝင်ပေါက်တွေကိုချဲ့ထွင်ပြီးတော့ကားအမြင့်ကိုရှော့ချလိုက်တယ်။ကားမောင်းသူကပြိုင်ကွင်းအခြေအနေပေါ်မူတည်ပြီးတော့ကိုယ်တိုင်ချိန်ညွှန်နိုင်တဲ့ရှေ့စပရက်တာနဲ့အနောက်ဝင်းတွေကိုတက်ဆင်ပြီးခဲ့တယ်။ဒါအပြင်ဒန်နာအီလာကားမောင်းသမားတွေကိုကွန်ပျူတာတွေနဲ့ Ravaglia နဲ့ Seacordo လိုအထူးထုတ် special edition တွေကိုလည်းဆက်လက်ထုတ်လုပ်ခဲ့ပြန်တယ်။ American ဈေးကွက်ကိုတော့1988ခုနှစ်ကြာမှသာနောက်ကျမှဝင်ရောက်နိုင်ခဲ့ပေမဲ့ဒီ E30 M3 ဟာမော်တော်ကားလောကအတွက်စံနမူနာတစ်တစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရတယ်။ဒီအမွေအနှစ်တွေကနောက်မျိုးဆက်တွေအထိကိုဆက်လက်စီးဆင်းသွားခဲ့တယ်
1990ပြည့်လွန်နှစ်တွေမှာထွက်ပေါ်လာတဲ့ E36 M3 ကပထမဆုံး6 cylinder engine ကိုစတင်မိတ်ဆက်ခဲ့ပြီးတော့ American ပြိုင်ပွဲတွေအတွက် radio aircon အသံကားအားလုံးဖြုတ်ထားတဲ့ပေါင်200ကျော်ပေါ့ပါတဲ့ M3 lightweight version ကိုလည်းဖန်တီးခဲ့ပြန်တယ်2000ပြည့်လွန်နှစ်တွေမှာတော့အားလုံးကချီးကျူးရတဲ့ E46 M3 ထွက်ပေါ်လာပြီးတော့ S54 engine က8000 RPM အထိလဲပတ်နိုင်ပြီးတော့မြင်းကောင်းရည်343ဒီထွက်ရှိတယ်အထူးသဖြင့်အလေးချိန်110 kg ချော့ချထားတဲ့ carbon fiber အမိုးနဲ့သုံးထားတဲ့ M3 CSL လိုကားမျိုးတွေကကားချစ်သူတွေအတွက်အိမ်မက်တစ်ခုဖြစ်ခဲ့တယ် Need for Speed game ကနေလူသိများခဲ့တဲ့ E46 M3 GTR ဆိုလို့ရှိရင် V8 engine ကိုအသုံးပြုခဲ့တယ်စက်တိုက်ဆိုသလိုပဲ E90 နဲ့ E92 M3 တွေကမြင်းကောင်းရည်420အထိထွက်ရှိပြီးတော့ 4.0 liter V8 engine F65 ကိုတက်ဆင်ခဲ့ပြီးတော့အဲ့ဒီခေတ်ကနှွေရင်ဘတ်ပြိုင်ပွဲမှာတမ်းမှန် engine နဲ့တင်9မိနစ်အောက်မောင်းနေနိုင်တဲ့တခုတည်းသော BMW ဖြစ်လာခဲ့တယ်2014ခုနှစ်မှာတော့ F80 M3 ကိုပြောင်းလဲခဲ့ပြီးတော့ Twin Turbo Charger 6 cylinder F55 engine နဲ့မြင်းကောင်းရည်431အထိရရှိအောင်လှုံ့ဆော်နိုင်ခဲ့တယ်ယနေ့ခေတ်နောက်ဆုံးပေါ် G80 နဲ့ G81 M3 တွေကမြင်းကောင်းရည်900ကျော် F58 engine အထိရရှိပြီးတော့ M8 Drive all-wheel drive စနစ်ကိုပါတခါတည်းထည့်သွင်းပေးခဲ့2025ခုနှစ်အယောင်စင်းတွေအရဆိုလို့ရှိရင် BMW NCE ကားတွေကအခုဆိုရင်2,13450နဲ့9စီးတီရောင်းချခဲ့ရပြီးတော့ပြိုင်ကားစစ်စစ် Full Andra အနေနဲ့9,100အထိစံချိန်တင်ရောင်းချနိုင်ခဲ့တာက M3 ရဲ့ဂျေဇူးတွေမကင်းခဲ့ပါဘူးမျိုးဆက်တိုင်းကသူတို့ခေတ်သူတို့အခါမှာအကောင်းဆုံးဖြစ်အောင်ဖန်တီးနိုင်ခဲ့လို့လည်းဖြစ်ပါတယ်E30 M3 project စတင်တော့ BMW ရဲ့စီးရင်ကိုင်တွေရတာ homologation စီးမြင်အတွက်လိုအပ်တဲ့အစည်းရေ9000တောင်ရောင်းရပါမလားဆိုပြီးတော့ကြောက်ရွံ့ခဲ့ကြတယ်။ဒါပေမဲ့သူတို့ရဲ့အမြင်ကအမှားကြီးမှားခဲ့တယ်။ကားဝါသနာရှင်တွေက M3 ကိုလိုချင်ုံနဲ့မကဘဲနဲ့အယူမှုကိုဆက်လက်ထုတ်လုပ်ပေးဖို့တောင်းဆိုခဲ့ကြတယ်။1991ခုနှစ်မှာထုတ်လုပ်မှုရပ်နားခဲ့ပြီးချိန် BMW ကအစည်းရေ9000မကဘဲနဲ့အစုစုပေါင်း18980အထိရောင်းချခဲ့ရတယ်။ဒီနေ့ခေတ်ဈေးကွက်မှာဆိုလို့ချင်းအခြေအနေကောင်းတဲ့ E30 M3 တစီးကဒေါ်လာ3,600ဝန်းကျင်ကြီးဈေးပေါက်ခဲ့ပြီးတော့ရှားပါတဲ့ Sport EVO model တွေဆိုလို့ရှိရင်ဒေါ်လာ2,500ကျော်အထိဈေးကောင်းရရှိတယ်။ E30 M3 ကပြိုင်ကားကိုလမ်းမပေါ်မောင်းလို့ရအောင်ပြင်ထားတာမဟုတ်ပါဘူး။သူကိုယ်တိုင်ကလုံးဝပြိုင်ကားစစ်ပါ။ Motorsport journalist တယောက်ဖြစ်တဲ့ Tiffany တွေက The E30 M3 was a wood in roof closing Wembley ရှုံထားတဲ့လုံးဝ Wembley အစစ်လို့တင်စားခဲ့ပါတယ်။သူ့ရဲ့အမွေနေ့ကတော့သူရယူခဲ့တဲ့စုဖလားတွေမကပါဘူး။ E30 ကကားဝါသနာရှင်တွေအနေနဲ့အယောင်ပြခန်းကနေအိမ်ထိမောင်းပြန်လို့ရတယ်။ပြိုင်ကားစစ်ကိုလိုချင်နေကြတယ်ဆိုတာကိုတက်တည်ပြခဲ့ကြပါတယ်။ဒီလို E30 M3 ကမရှိခဲ့လို့ချင်း Honda Civic Type R လိုမျိုး Mitsubishi Lancer Evolution လိုမျိုး Supra WRX STI လိုမျိုးကားတွေကထွက်ပေါ်လာစရာအကြောင်းမရှိပါဘူး။ BMW M ကားတိုင်းက1986ခုနှစ်ကချမှတ်ခဲ့တဲ့အုတ်မြစ်တွေပေါ်မှာတိစောက်ထားတာပါ။ E30 M3 က BMW ကိုတာမန်စိန်ခံစီတင်ကားတွေထုတ်လုပ်တဲ့ကုမ္ပဏီကနေ Ultimate Driving Machine တွေကိုဖန်တီးတဲ့ကုမ္ပဏီဖြစ်ပြောင်းလဲပေးခဲ့တယ်။သူက Archimede ရဲ့မောင်းတန်တစ်စုံဖြစ်ခဲ့ပါတယ်။ ပလတ်စတစ်နဲ့တံမရီတွေဖုံးအုပ်ထားတဲ့ဟန်ချက်ညီညီဖန်တီးထားတဲ့ဒီလက်နက်ကိုအသုံးပြုပြီးတော့1980ပြည့်လွန်တွေကစိတ်တက်ပြင်းပြတဲ့အယူအမှုထင်ရဆိုင်းကြတဲ့ engineer အဖွဲ့ကကဘာကြီးတစ်ခုလုံးကိုရွှေ့ပြခဲ့တာဖြစ်ပါတယ်။ဒါကတော့အငင်းပွားစရာမရှိတဲ့ကမ္ဘာသမိုင်းတစ်လျှောက်ကမ္ဘာအကောင်ဆုံး BMW ကားတစ်စီးရဲ့အကြောင်းဖြစ်ပါတယ်။အခုဆိုရင်တော့ဂျာမန်တွေရဲ့တည်သက်လှပတဲ့ engineer အတတ်ပညာတွေနဲ့မွမ်းမံထားတဲ့ BMW M3 ရဲ့အချိန်မှာကိုအားလုံးပဲခံစားမိကြမယ်လို့ယုံကြည်ပါတယ်။ M3 ဆိုတာလမ်းမထွက်တွေမှာယဉ်ကျေးတဲ့လူကြီးလူကောင်းတယောက်လို့ဒါမှမဟုတ်ဒေါသထွက်နေတဲ့လူမိုက်တယောက်လို့မောင်းနေနိုင်တဲ့ကားကောင်းတစ်စီးပါ။ဒါပေမဲ့ကမ္ဘာတစ်ဖက်ရှမ်းကဂျပန်နိုင်ငံမှာတော့ဒီလိုဥရောပပါဖောင်းမန်ကားတွေကိုအိမ်မက်ဆိုးတွေပေးခဲ့တဲ့အပြာရောင်သွေးသားနဲ့ဘလူးကြီးတကောင်ကရှိနေပါတယ်။သူကတော့ luxury တွေကိုဂရုမစိုက်ပါဘူး။ဘယ်လမ်းမှမဆိုမရွေးပဲနဲ့ချွတ်ညွန်နေဖုံမုံနေတဲ့ကြမ်းတမ်းတဲ့ rally လမ်းမတွေထက်မှာပြိုင်ဘက်တိုင်းကိုဖုံတိုက်ကျွေးခဲ့တဲ့ Danaila Mitsubishi Lancer Evolution ပဲဖြစ်ပါတယ်။နာမည်ကျော် 4G63 engine ရဲ့အတန်နဲ့တူ Turbo Boost ရဲ့အရသာကိုအပြည့်အဝပေးစွမ်းနိုင်ခဲ့တဲ့ဒီကဘာကြောင့်ကဘာတဝန်းကကားဝါသနာရှင်ကိုအသေးဆွဲဖြစ်စေခဲ့တာလဲ
evolution 1 to 10 အထိ10စုနှစ်များစွာဘယ်လိုအောင်မြင်မှုတွေသိမ့်ပိုက်ခဲ့ကြလဲဆိုတာကိုတော့ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးမှာဆက်လက်ဆောင်မျှော်ကြည့်ရှုပေးစီချင်ပါတယ်လူကြီးမင်းတို့အနေနဲ့အခုတင်ဆက်ပေးခဲ့တဲ့ BMW M3 ကိုဂျပန်ကားတွေထက်ပိုကြိုက်ကြပါသလားဘာကြောင့်လဲဆိုတာကို comment မှာရေးပေးခဲ့ကြပါဦးနောက်ထပ်လည်းဒီလိုအကြောင်းအရာလေးတွေဆက်လက်မျှဝေပေးသွားအောင်ပါမို့ subscribe နဲ့ notify bell လေးတွေတီးထားပေးဖို့မမေ့စေချင်ပါဘူးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ